ဒါဟာအရှိတောင်အာရှမှာအကြီးမားဆုံးလူကုန်ကူးမှုစခန်းတစ်ခုဖြစ်ပါတယ်။နေ့စဉ်နေ့တိုင်းမိန်းကလေးငယ်အများပြားဟာလစာကောင်းတဲ့အလုပ်တွေရမယ်ဆိုတဲ့မလုံးတွေနဲ့ဒီနေရာကိုလှည့်ဖျားခေါ်ဆောင်ခြင်းခံကြရပါတယ်။ဒါပေမဲ့သူတို့ကိုစောင့်ကြိုနေတာကတော့အလွန်တရာရက်စက်ကြမ်းကြုတ်တဲ့ကံကြမ္မာပဲဖြစ်ပါတယ်။တနေ့မှာတော့ချောမောလှပတဲ့အမျိုးသမီးငယ်၄ယောက်ကိုဒီစခန်းစီခေါ်ဆောင်လာခဲ့ပါတယ်။ခိုင်းကောင်းဆောင်ဟာသူတို့ကိုမြင်လိုက်ရလို့အရန်သဘောကျသွားပါတယ်။ပြီးတော့အလုပ်စဖို့အတွက်အမှတ်သားထိုးတဲ့မှင်တံကိုချက်ချင်းကောက်ယူလိုက်ပါတယ်။သူ့ရဲ့နှစ်ပေါင်းများစွာအတွေ့အကြုံတွေကြောင့်မိန်းကလေးတစ်ယောက်စီရဲ့ပါးစပ်ထဲကိုလှမ်းကြည့်လိုက်ရုံနဲ့တင်ဘဲကလေးစားတွေကျမ်းမာရေးကောင်းလဲဆိုတာသူတန်းသိပါတယ်။သူဟာမိန်းကလေးတစ်ယောက်စီရဲ့အရေးပြားပေါ်မှာကလီစာကောင်းမွန်တဲ့နေရာတွေကိုအမှတ်သားလိုက်ရေးဆွဲခဲ့ပါတယ်။နောက်ဆုံးမိန်းကလေးရဲ့အရှိကိုရောက်သွားတဲ့အခါမှာတော့သူမရဲ့မျက်လုံးတွေကိုမြင်ပြီးသူခဏမျှမိန်မောသွားခဲ့ပါတယ်။လှလိုက်တဲ့မျက်လုံးတွေလို့သူရေရွတ်လိုက်ပါတယ်။ဒါတွေကိုအလဟတအဖြစ်မခံနိုင်ဘူးဆိုပြီးထိုနောက်မှာတော့သူဟာထိုမိန်းကလေးကိုဆိုဖာပေါ်ရိုက်ချလိုက်ပါတယ်။ဒီလိုပြုမှုခံရလိမ့်မယ်လို့ဘာမှမသိရှာတဲ့မိန်းကလေးတွေကလုံးဝမထင်မှတ်ထားခဲ့ကြပါဘူး။ဒါပေမဲ့ဒီလူကုန်ကူးသူတွေဟာမကြမီမှာပဲကြောက်စရာကောင်းတဲ့ပေးဆက်မှုကြီးနဲ့ကြုံတွေ့ရတော့မယ်ဆိုတာကိုမသိကြပါဘူး။ဘာလို့လဲဆိုတော့ဒီအမျိုးသမီးငယ်တွေဟာအမှန်တော့အသွင်ယူထားတဲ့ထိတ်တန်းကြေးစားလူသက်သမားတွေဖြစ်နေလို့ပါပဲ။သူတို့ဟာဒီလူကုန်ကူးဂိုင်းတစ်ခုလုံးကိုအမြင့်ပြတ်တုတ်တင်ရှင်းလင်းဖို့ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။